မင်္ဂလာပါရှင်ဓမ္မောက်ကိုအိမ်မှာပဲအလွယ်တကူပေါင်းနဲ့ချက်လို့ရတဲ့နည်းလမ်းလေးကိုပြောပြပေးခြင်းလို့ပါရှင်ပေါင်းပစ္စည်းတွေလည်းဝယ်ရတာလွယ်တဲ့အပြင်ကိုချက်ရတဲ့နည်းလမ်းကလည်းလုံးဝကိုမရှုပ်ဖဲနဲ့အရန်ကိုလွယ်ကူပါတယ်ထွက်လာတဲ့အရာသားကလည်းစိုက်ချက်လက်ရအတိုင်းကိုထွက်လာတာမို့လို့လိုက်ချက်စားကြည့်ကြပါနော်စနာကလည်းတဆင့်ချင်းစီကိုတည်တည်ချာချာလေးပြောပြပေးသွားပါမယ်ရှင်အရင်ဆုံးပါဝင်ပစ္စည်းလေးတွေကိုပြောပြပေးသွားပါမယ်ရှင်။ဘောက်အတွက်ပါဝင်ပစ္စည်းလေးတွေကတော့ကြက်သွန်အနီစီကျော်အစိတ်သားထောပတ်စီ9ချက်သားပဲစိမ်းဘူးတပူနှုတ်ကျဲနှုတ်စိမ်းလို့လည်းခေါ်ရပေါ့နော်တပူဓာတ်ပေါက်အတွက်မဆလာကအနှိမ့်ငယ်တီဟိုစီ9ချက်သားစပြစ်တီကြောင်9ချက်သားအခုအောက်ကကျတော့ဇီယာစီလင်းညင်းပွင့်ဖာလာစီကရဝေးရွက်တစ်ချက်ဘိုးကောက်တံပေါက်အတွက်အယောင်တင်မှုပေါ့နော်တချို့တွေကတော့အယောင်တင်မှုကိုအစိမ်းသုံးနဲ့အနီသုံးနဲ့စနာကတော့ဒါတော့ပေါ့နော်အဝါပေါ့နော်လိမ်မော်လို့လည်းခေါ်ရဲအဲ့ဒါလေးပဲအနည်းငယ်သုံးပါမယ်ရှင်နမအတွက်ချက်သားကိုနှပ်ပါမယ်ရှင်ချက်သားနှပ်တာကကြတော့ပုံမှန်ထည့်နေကြအတိုင်းအရသာကိုထည့်လို့ရပါတယ်အဓိကတစ်ခုပိုလာတာကတော့ဒိန်ကျင်ပေါ့နော်ဒိန်ကျင်လေးထည့်ပြီးတော့နှပ်ပါမယ်ဒိန်ကျင်ကအရင်များသွားရင်လည်းမကောင်းဘူးဘာလို့လဲဆိုတော့နှုတ်ညင်နံပေါ့နော်ချက်သားမှာနှုတ်ညင်နံနှံသွားနိုင်ပါတယ်စနာကတော့အခုနှပ်မဲ့ချက်သားအခုက90သားပေါ့နော်90သားနည်းနည်းစွန်းတယ်90သားပဲပြောပါတော့90သားကို4ပိုင်းပဲပိုင်းလာတယ်အရသာမဟုတ်နှစ်စွန်းစားအနှင်းငယ်ငံပြားရကြတော့ဇွန်ခွက်နဲ့ပေါ့နော်စနာတို့ချက်နေကြဇွန်ခွက်နဲ့တစ်ခွက်အယောင်တင်မှုလေးတစ်ခါတည်းထည့်ပြီးတော့နှပ်ပါတယ်အယောင်တင်မှုကကြတော့ဇွန်နဲ့တစ်ဖေးဇွန်နဲ့ပေါ့နော်တစ်ဖေးဇွန်နဲ့3ဇွန်လောက်ထည့်ပါတယ်ဒါကတော့တကယ်လို့မိမိကအယောင်နည်းနည်းတောက်တာလေးကြိုက်တယ်အရသာလေးနည်းနည်းလေးဆက်ဆက်လေးနဲ့စားခြင်းနဲ့ဆိုရင်တော့အယောင်တင်မှုပို့ပြီးတော့ထည့်လို့ရပါတယ်အရသာလေးအကုန်ရောပြီးတော့နှပ်ပြီးပြီဆိုရင်ခဏပြောသလိုပဲအနည်းဆုံး3နာရီတော့နှပ်ပြရပါတယ်ကြက်သားကိုအရသာတွေဝင်အောင်တကယ်လို့မိမိကဒီနေ့ချက်မယ်မနေ့ညနေတည်းကနေပြီးတော့စော်ပြီးတရက်ကြိုပြီးတော့ပေါ့နော်စော်ပြီးနှက်ထားနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်ရှင်စနာခုပြတယ်ဒိန်ညင်ပေါ့နော်ဒိန်ညင်ဒါဆိုရင်ထမင်းစားစွန်းနဲ့3စွန်းပေါ့နော်3စွန်းမပဲပြောပါတော့ထမင်းစားစွန်းနဲ့3စွန်းမပဲထည့်ပါတယ်ထပ်ပြီးတော့ပြောချင်တာကဒိန်ညင်ကအများကြီးထည့်လို့လည်းမကောင်းပါဘူးအများကြီးထည့်မိသွားရင်လည်းနှိုးညင်နဲ့နံတတ်ပါတယ်အရသာတွေကိုတေချာစုပ်နေပြီးတော့အနည်းဆုံး3နာရီခန့်တော့နှက်ထားပေးပါရှင်ကြက်တခြားဆုံးနေပြီးပြီဆိုရင်အပေါ်ကကြက်သွန်နီစီကျော်လေးတွေဖြူပါမယ်ဖြူပြီးရင်အနည်းဆုံး3နာရီခန့်တော့အုပ်ပြီးတော့နှက်ထားပေးပါရှင်တကယ်လို့အပေါ်ကအုပ်ဖို့ပလတ်စတစ်အကြည်လေးမရှိဘူးဆိုရင်အပေါ်ကအဖုံးတစ်ခုထည့်ပြီးတော့အုပ်ထားလို့ရပါတယ်ရှင်ပြီးရင်ဓာတ်ပေါက်အတွက်ထမင်းကိုချက်ပါမယ်ဓာတ်ပေါက်ထမင်းလေးကိုထည့်ဖို့အတွက်အမွှေးနှံလေးတွေကိုစုပြီးတော့လှော်ပါမယ်အရင်ဆုံးစီယာစီထမင်းစားစုံနဲ့စုံတစ်ဝက်ကရဝေးရွက်2ရွက်တစ်ချပိုးကောက်အနှင်းငယ်ဖာလာစီ2စီလင်းညင်းပွင့်4ဝန်းသို့မဟုတ်5ဝန်းလောက်ထိကိုထည့်လို့ရပါတယ်ရှင်ပြီးရင်အကုန်လုံးကိုရောပြီးတော့အိုကင်းပူတိုက်တယ်ပေါ့နော်အကုန်လုံးကိုလှော်ပါမယ်ပူလာပြီးတော့မှုေးလာတဲ့အထိကိုလှော်ပါမယ်နော်အနက်လေးလည်းတော်တော်မှုေးလာပြီဆိုရင်ဓာတ်ပေါက်အတွက်ချက်မဲ့ထမင်းအိုးတွေကိုအကုန်လုံးကိုစုပြီးတော့ရောပြီးထည့်ပါမယ်ရှင်အဲ့ဒီနောက်တစ်ခုပြောချင်တာကဒီလိုအပွင့်နေအခောက်ဒီတိုင်းမထည့်ဘဲနဲ့အမှုံကျိတ်စက်နဲ့ကျိတ်ထည့်တာမျိုးသို့မဟုတ်ထောင်းထည့်တာဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်အတီးအရွက်အပွင့်တွေကိုကိုက်မိခြင်းမျိုးမဖြစ်ဘဲနဲ့အနက်လေးမှုန့်နဲ့ပို့ပြီးတော့စားလို့ကောင်းပါတယ်ဒီမှာတော့စနာကတော့လှော်ပြီးတော့အနက်မှုေးလာရတယ်ဆိုရင်ပဲရောပြီးတော့အကုန်လုံးရောပြီးတော့ထည့်ပြပေးထားတာပါအခုဒီမှာစနာချက်ပြမယ်ရေပမာဏကစံ3လုံးကိုရေနှိုးစီဘူးနဲ့6ဘူးထည့်ထားပါတယ်ပုံမှန်ဆိုတော့စနာတို့ကအပြော့စားတာဖြစ်တဲ့အတွက်ရေစံ3လုံးဆိုရင်ရေနှိုးစီဘူးနဲ့8ဘူးထည့်ပါတယ်အခုကဓာတ်ပေါက်ထမင်းချက်မှာဖြစ်တဲ့စနာတို့ကစံကိုအစစ်မပြတ်ဖြစ်နေမမတောင်းတောင်းလေးလိုချင်တာဖြစ်တဲ့အတွက်ရေကိုပုံမှန်ထပ်ပို့ပြီးတော့ရှော့ထည့်ထားတာပါဘာလို့ဆိုတော့ရေကဒီတရေချက်တယ်ဆိုရင်စနာတို့ကနောက်ထပ်ပြီးတော့အစာပရာကြီးထည့်ပြီးတော့ထပ်ပြီးပေါင်းမှာဖြစ်တဲ့အတွက်ရေချိန်ကိုပုံမှန်ထပ်ပို့ပြီးတော့ရှော့ထည့်ရခြင်းဖြစ်ပါတယ်
အသီးအရွက်အမွှေးတွေကိုအကုန်လုံးထည့်ပြီးပြီဆိုရင်စားအနှဲငယ်ထည့်ပါတယ်စားကဆန်နှုတ်စီဘူး3ခုကိုစားကတဖိစားစွန်းနဲ့တစ်စွန်းတကြားထမင်းစားစွန်းနဲ့3စွန်းထည့်ပါတယ်တကယ်လို့မိမိကအချိုကြိုက်တယ်ဆိုရင်တော့ထမင်းစားစွန်းနဲ့4စွန်းထည့်ပါပြီးရင်အကုန်လုံးကိုရောမှွေပြီးရင်ထမင်းကိုပုံမှန်တည်နေကြအတိုင်းပဲတည်လိုက်ပါရှင်တည်ထားတဲ့အချိန်မှာဓာတ်ပေါက်ထဲထည့်ဖို့အတွက်အယောင်ကိုအရင်ဆုံးဖြောထားပါမယ်အဲ့ဒီနေရာမှာတချို့ကတော့ရေနဲ့ဖြောပါတယ်စနာကတော့ဒီနေရာမှာနှုတ်စိမ်းသုံးပြီးတော့ဖြောထားပါတယ်ဒါကတော့မိမိရဲ့စိတ်ကြိုက်ပါနော်နှစ်တရာနဲ့ဖြောလို့ရပါတယ်နှုတ်စိမ်းဘူးတဝက်ကိုအယောင်မှုတ်အနှဲငယ်လေးနဲ့ရောပြီးတော့ဖြောထားပါတယ်အယောင်ကတော့စနာဒီနေရာမှာလေမော်ရောင်ပဲသုံးထားပါတယ်တချို့ကတော့အယောင်လှအောင်အစုံသုံးတယ်ပေါ့နော်အစိမ်းလည်းသုံးသလိုအနီလည်းသုံးပါတယ်ဒီနေရာမှာစနာကတော့လေမော်ရောင်တစ်ယောက်နဲ့ကိုပဲသုံးထားပါတယ်ရေဆိုရင်လည်းရေနှုတ်စီဘူးတစ်ဝက်ဒါဆိုရင်လည်းနှုတ်ကျဲပေါ့နော်နှုတ်ကျဲဘူးတစ်ဝက်ကိုအယောင်မှုအနှဲငယ်နဲ့ရောပြီးတော့ဖြောထားပါတယ်ဓာတ်မောက်အတွက်ထမင်းလေးချက်ထားပြီးသွားပြီဓာတ်မောက်ထဲထည့်ဖို့အတွက်အယောင်ကိုလည်းဖြောထားပြီးသွားပြီအခြားတစားပဓာတွေကလည်းအစင်သင့်ဖြစ်နေပြီဆိုရင်နှက်ထားတဲ့ကြက်သားကိုစပြီးတော့ချက်ပါမယ်ရှင်နှက်တာကတော့ခုနကပြောထားတဲ့အတိုင်းပဲအနည်းဆုံး3နာရီပို့ပြီးတော့စားကောင်းချင်တယ်ဆိုရင်တော့1ရက်ကြိုနှက်ပြီးရင်ရပါပြီရှင်အခုကနှက်ထားတဲ့ကြက်သားကိုစပြီးတော့ချက်ပါမယ်ရှင်အရင်ဆုံးစီစတက်ပါမယ်စီကတော့ဆန္ဒကဒီနေရာမှာထောပတ်စီကိုတုံးထားပါတယ်ထောပတ်စီ9ချက်သားကိုတုံးထားပါတယ်ကြက်သွန်ဖြူချင်းထည့်ပါမယ်ရှင်ပြီးရင်ဓာတ်မောက်ထမင်းနဲ့ကိုထည့်ထားတဲ့အတိုင်းအမွှေးတွေကိုလည်းဒီကြက်သားနှစ်ထဲကိုထည့်ပါမယ်နော်ဆန္ဒတို့ဓာတ်မောက်ထမင်းနဲ့ကိုထည့်တဲ့အချိုးစားတိုင်းကိုထည့်ပါမယ်နော်စီရစေထမင်းစားစွန်းတဲ့ဇွန်တဝက်ကရဝေးရွက်2ရွက်တေချဘူးကောက်အနေငယ်ဖာလာစီ2စီ4ညင်းပွင့်4ပွင့်သို့မဟုတ်5ပွင့်လောက်ကိုထည့်လို့ရပါတယ်ရှင်ပြီးရင်မှုှေးနေတဲ့တီကိုမှုှေးပြီးတော့အနံ့လေးလည်းတော်တော်မွေးလာပြီဆိုရင်တော့နှက်ထားတဲ့ကြက်သားကိုရောပြီးတော့ထည့်ပါမယ်နော်ကြက်သားတွေကိုလည်းရောထည့်ပြီးပြီဆိုရင်ရေကအနှဲငယ်ပဲထည့်ပါမယ်နော်အရန်ကြီးကြက်သားကိုနူးဤနေတဲ့တီကိုမချက်ပါဘူးကြက်တဲ့အထီပဲချက်ပါမယ်ရှင်ဘာလို့လဲဆိုတော့စနာတို့ကဓာတ်ပေါက်ထမင်းလေးကိုအခုချက်နေတဲ့ကြက်သားကိုထည့်ပြီးတော့ပေါင်းမှဖြစ်တဲ့အတွက်အရင်နူးဤနေတဲ့ထီတော့မချက်ပါဘူးเนาะဒါပေမဲ့ကြက်သားတွေကြက်လာသည့်အထီပဲစီပြန်အောင်ချက်ပါမယ်ရှင်ရေအများကြီးမထည့်ဘဲနဲ့ကြက်တယ်ဆိုရင်တော့အတွက်ပဲချက်မှာဖြစ်တဲ့အတွက်ရေအနည်းငယ်ပဲထည့်ပါမယ်ရှင်ပြီးရင်ဓာတ်မောက်မဆလာလေးလည်းအနည်းငယ်ထည့်ပြီးတော့အုပ်ပါမယ်အဲဒါဓာတ်မောက်ချက်တဲ့နေရာမှာပို့ပြီးတော့မှုှေးနေအောင်လို့ပါနော်ရေလဲခံပြီးတော့စီပြန်လာပြီဆိုရင်ကြက်သားအိုးကိုခဏမီးပိတ်ထားပါမယ်ရှင်ကြက်သားအိုးချက်နေတဲ့ချိန်မှာဓာတ်ပေါက်အတွက်ထမင်းကလည်းကျန်နေတော့ပါပြီအဲ့ဒီတော့ဓာတ်ပေါက်ထမင်းကိုစချက်ကြပါမယ်နော်တာဟင်အိုတဲနေတဲ့ချိန်မှာပဲဓာတ်ပေါက်အတွက်ထမင်းရလဲကျက်ပါပြီစနာကတော့စလုံးထဲကိုထည့်ပြီးတော့လှည့်ထားပေးပါမယ်ဒီနေရာမှာထပ်ပြီးတော့တတိပေးချင်တာကဓာတ်ပေါက်အတွက်ထမင်းကိုချက်တဲ့ချိန်မှာပုံမှန်ရေချိန်ထက်လျှော့ပြီးတော့ထည့်ရမှာဖြစ်ပါတယ်။စနာဆိုနေတာပုံမှန်ရေချိန်ထက်လျှော့ပြီးတော့ချက်ထားတာပါ။ပုံမှန်ရေချိန်ထက်လျှော့ပြီးတော့ချက်တဲ့အတွက်ဆန်တောင်လေးတွေကတောင်လေးတွေဖြစ်ပြီးတော့ဆန်စင်းမပြတ်ဘဲနဲ့ရလာပါတယ်။ဘာလို့စနာတို့ကဓာတ်ပေါက်ချက်မှာဖြစ်တဲ့အတွက်နောက်တစ်ခေါက်ထပ်ပြီးတော့ပေါင်းဖို့လိုပါတယ်။ဒီနေရာမှာရေချိန်သာလျှော့မထည့်ဘဲနဲ့နောက်တစ်ခေါက်ထပ်ပေါင်းလိုက်ရင်ဆန်ကတအားကြီးကိုဓာတ်ပေါက်ထမင်းကတအားကြီးပြော့သွားမှာဆိုတဲ့အတွက်ပထမချက်တဲ့ထမင်းကိုရေချင်းလျှော့ထည့်ရခြင်းဖြစ်ပါတယ်။ဒါဆိုရင်အခုရလာတဲ့ပုံစံလေးကဆန်စင်းမပြတ်ထမင်းစင်းမပြတ်တောင်လေးတွေရလာပါတယ်။အဲ့ဒါဆိုရင်စနာကပေါင်းရဲကနေအကုန်လုံးစလုံးလေးကိုလှည့်ပြီးတော့ထည့်ထားပါတယ်ရှင်။အမွှေးအရွက်လေးတွေထည့်ပြီးတော့ချက်ထားတာဖြစ်တဲ့အတွက်တန်ပေါက်တောင်မချက်ရသေးဘူးဆန်ကတော်ကိုမှုှေးနေပါပြီရှင်။ဒါဆိုရင်စနာတို့ထမျိုးလှည့်ပြီးပြီဆိုရင်ဓာတ်ပေါက်အစားချက်ဖို့အတွက်စပြီးတော့ပြင်ဆင်ပါမယ်ရှင်။ိုးနဲ့ပဲဓာတ်ပေါက်ထမင်းချက်မှာဖြစ်တဲ့အတွက်ထမင်းပေါင်းကိုအစင်းသင့်ပြင်ထားပါမယ်ရှင်ဒီတစ်ခေါက်တော့ဒုတိယတစ်ခေါက်ထပ်ပြီးတော့ပေါင်းမှာဖြစ်တဲ့အတွက်ထမင်းကိုအောက်ခြေကက်မှာဆိုတဲ့အတွက်ငပြောဖက်ရွယ်လေးခင်းပြီးတော့
ထမင်းတလွာအရင်ထည့်ပါမယ်ထမတေးချချညင်ညာလေးတလွာခင်းပြီးပြီဆိုရင်စနာတို့ပထမဆုံးဖြော်ထားတဲ့နှုတ်စိမ့်နဲ့ရောဖြော်ထားတဲ့အယောင်ရည်ကိုစမ်းပါမယ်နှုတ်စိမ့်နဲ့ရောဖြော်ထားတဲ့အယောင်ကိုစမ်းပြီးပြီဆိုရင်စနာတို့ကြက်သွန်နီစီကျော်ပေါ့နော်ကြက်သွန်နီစီကျော်ကိုဖြူပါမယ်သူကဓာတ်ပေါက်ထဲမှာအနှစ်ဖြစ်သွားမှာဖြစ်တဲ့အတွက်အနှစ်များများကြိုက်ရင်တော့များများဖြူလို့ရပါတယ်ကြက်သွန်နီစီကျော်လေးတွေဖြူပြီးပြီဆိုရင်နောက်တစ်ဆင့်ကပဲစိမ်းလေးတွေဖြူပါမယ်စနာတို့ပထမဆုံးဝယ်ထားတဲ့ပဲစိမ်းဘူးလေးကိုဖောက်ပြီးတော့ရေတွေတော့သွန်လိုက်မယ်ပေါ့နော်ပဲစိမ်းလေးတွေကိုဖြူပါမယ်ပြီးရင်တီဟိုစီဖြူမယ်ပြီးရင်နောက်တစ်ဆင့်ကစဖြစ်တီကြောင်ဖြူပါမယ်အားလုံးဥစားထည့်ထားတယ်အားလုံးထည့်ရမယ်ဒဇာပရာတွေအကုန်လုံးဖြိုးပြီးပြီဆိုရင်စနာတို့ကကြက်သားကြက်အောင်ချက်ထားတယ်ကြက်သားတွေကိုဒီပေါင်းဝဲကိုထည့်ပြီးတော့နှပ်ပါမယ်ရှင်ကြက်သားတွေလည်းထည့်ပြီးနှပ်ပြီးပြီဆိုရင်ဒီပေါင်းဝဲထပ်နှပ်ပြီးပြီဆိုရင်ကြံတဲ့ထမင်းတစ်ဝက်ကိုအပေါ်ကနေထပ်ပြီးတော့ခင်းပါမယ်ရှင်အောင်ထည့်ပြီးပြီဆိုရင်စနာတို့ကအဲ့ဒါကြောင့်မို့လို့ထမင်းကိုမမာလေးချခိုင်းတာပါဘာလို့လဲဆိုတော့စနာတို့ဒီထမင်းကိုနောက်တစ်ခေါက်ထပ်ပေါင်းမယ်ဘာလို့ဆိုတော့ဒီမှာအထည့်တော့အနှစ်တည်းစီလဲပါမယ်ဦးနာကနိုးစိမ့်နဲ့အယောင်ပေါ့နော်နိုးစိမ့်နဲ့ရောဖြစ်ထားတဲ့အယောင်မှုန့်လေးဖြူထားတယ်ဆိုတော့စနာတို့ကဒီမှာအစီတွေရောအနှစ်တွေရောအရည်တွေရောပါသွားတာဆိုတော့တကယ်ထမင်းကိုမမာလေးမချထားပဲနဲ့ပျော့ပျော့တည်ထားမယ်ဆိုရင်ဒီထမင်းကိုထပ်ပေါင်းတဲ့ချိန်ကျရင်ထမင်းကပိုပြီးတော့ဒီတံဘက်ကပိုပြီးတော့ပျော့သွားမှာပေါ့နော်အဲ့ဒါကြောင့်မို့စနာတို့ကကိုထက်မဲ့ဒဇာပရာတွေကိုထက်မဲ့အရည်တွေရှိသေးတာဖြစ်တဲ့အတွက်ထမင်းကိုပုံမှန်ထပ်ပို့ပြီးတော့ရေချင်းလျှော့ပြီးတော့ချက်ခိုင်းရခြင်းဖြစ်ပါတယ်ရှင်အခုစနာတို့ဒဇာပရာတွေလည်းကုန်ထည့်ပြီးသွားပြီကြက်သားချက်ထားတဲ့အနှစ်တွေရောကြက်သားချက်တွေရောအနှစ်တွေကိုထည့်ပြီးပြီဆိုရင်အခုကြံရှိတဲ့ထမင်းတစ်ဝက်ကိုထပ်ပြီးတော့အပေါ်ကနေထပ်ပြီးတော့အုပ်ပါမယ်ပြီးရင်ပထမနီးတိုင်းပဲဖြော်ထားတဲ့အယောင်တင်မုတ်ကိုစမ်းမယ်ပြီးရင်ပနှုတ်စာပဲစိမ်းစပြည့်တီချောက်တီဟိုစီအဲ့ဒါတွေပြည့်ချက်သွန်စီကျော်ပထမပုံစံအတိုင်းပဲထပ်ဖြူပြီးတော့အပေါ်ကဖက်ရွက်ကလေးအုပ်ပြီးတော့ထမင်းအိုးတဲလိုက်တယ်ဆိုရင်တန်ပေါက်ထမင်းရပါပြီနီးကြတော့တအားလွယ်တယ်နည်းနည်းအဆင့်လေးတွေပေါ့နော်စနာတို့ထမင်းကိုတစ်ခါချက်ပြီးတော့ပေါင်းဝပြင်ထုတ်ရတယ်ပြီးရင်ထမင်းထက်ခင်းပြီးတော့မှဒီအစာပရာလေးတွေထည့်လိုက်ရတယ်ပေါ့နော်နည်းနည်းလေးအဆင့်လေးပို့သွားတာပဲရှိတယ်လုံးဝမခက်ခဲပါဘူးလုံးဝမခဲရင်ပါဘူးတော်တော်ကိုလွယ်ကူပါတယ်အဲကြောင့်မို့စနာကဒါတဆင်ချင်းစီပေါ့နော်အတက်နိုင်ဆုံးရတဲ့လောက်ကိုတဆင်ချင်းစီပြောပြပေးသွားတာပါလိုက်လို့စားကြည့်ကြပါတကယ်လေးအရသာကလေးတကယ်စိုင်းနေအရသာအတိုင်းကိုထွက်ပါတယ်အစာပရာတွေကတော့စနာအခုကိုကစပီတီချောက်တွေဒီဟိုစီတွေများများကြိုက်ရင်တော့များများထည့်ပါတော့ဒါနဲ့အရန်များသွားလို့ရင်လည်းမကောင်းဘူးဓမ္မောက်ရတာကိုမထွက်တော့ဘဲနဲ့ဒီအတီးတွေဒီတီဟိုစီတွေကိုကိုက်မိနေတော့ပေါ့နော်ဓာတ်ပေါက်အရသာကိုနည်းနည်းပိုပြတ်တယ်ပေါ့အဲ့တော့ကြတော့များလွန်သွားရင်လည်းမကောင်းပါဘူးချက်ကြတာလည်းတအားလွယ်ကူတဲ့အတွက်လိုက်ပြီးတော့ချက်စားကြည့်ပါတကယ်ကိုလွယ်ပါတယ်အရင်ကလွယ်ကူရိုးရှင်းလွန်းတဲ့အတွက်စနာကတဆင်ချင်းစီကိုပြောပြပေးသွားတာပါလိုက်ချက်စားကြည့်ကြပါတကယ်ကိုကောင်းပါတယ်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်အခုဆိုရင်ဓမ္မောက်ထမင်းလေးရပါပြီရှင်အရသာလည်းတကယ်ကိုစိုက်ချက်လက်ရအတိုင်းကိုထွက်ပါတယ်နော်လိုက်ချက်စားကြည့်ကြပါဒီထက်ပိုပြီးတော့လည်းစူးစမ်းနေပါတယ်ရှင်